ကောင်မလေးကိုအမြဲဒုက္ခပေးနေတဲ့ဇိုမီသားစုကရှယ်ယာတွေအကြီးအကျယ်ရှုံးနေပြီးဒေဝါလီခံရတော့မယ့်အခြေအနေပါဒါကြောင့်သူတို့ကလှုပ်ဝက်ဆန်းကျယ်တဲ့နိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးရှင်းချန်ကကိုသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့အကူအညီတောင်းဖို့ချိန်ဆထားပါတယ်တထေးကြီးလာမယ့်အချိန်ကိုဇိုလင်လင်နဲ့သူမရဲ့မိဘတွေကအိမ်ရှိကနေအတင်းထွက်ကြိုနေကြပါတယ်တိတ်မကြခင်မှာပဲအမိုက်စားစိန်ခံကားကြီးတစ်စီးစိုက်လာပါတယ်ဒါပေမဲ့ကားပေါ်ကနေဆင်းလာတာကသူတို့မျှော်လင့်ထားတဲ့တထေးကြီးမဟုတ်ပဲသူတို့အမြဲနေနေတဲ့ចောင်းသူလေးကြံဝင်ရှင်းတာဖြစ်နေပါတယ်ဇိုလင်လင်ကကောင်မလေးကိုမြင်ချင်းနင်းပါလာလောက်တာလဲငါတို့ကအချမ်းသာဆုံးတထေးကြီးကိုဖိတ်ထားတာနင်းလိုဟာမကဒီကိုလာစရာအကြောင်းမရှိဘူးထွက်သွားစမ်းဆိုပြီးရိုင်းဆိုင်မောင်းထုတ်ပါတယ်ကောင်မလေးကခက်တီတီပဲငါကနင်းလို့ရှာနေတဲ့တထေးပဲလို့ပြောတော့ဇိုလင်လင်နဲ့သူ့အဖေကနင်းလို့ဆင်းရဲသားကဘလို့လို့အချမ်းသာဆုံးဖြစ်မှာလဲဆိုပြီးတောင်းရကြပါတော့တယ်ဒါနဲ့ကောင်မလေးကသူမရဲ့လက်ထောက်စီဖုန်းဆက်ပြီးနိုင်ငံရဲ့အချမ်းသာဆုံးစည်ရင်းကိုတရားဝင်အခုချက်ချင်းထုတ်ပြန်ခိုင်းလိုက်ပါတယ်ဖုန်းထဲမှာနိုင်ငံရဲ့နံပါတ်1အချမ်းသာဆုံးနေရာမှာကြံဝမ်ရှင်းဆိုတဲ့နာမည်ကိုမြင်လိုက်ရတော့ဇိုမီသားစုအကုန်လုံးမျက်လုံးပြူးစွန့်သွားပါတော့တယ်အမှန်တရားကိုသိသွားတော့ဇိုလင်လင်လည်းချက်ချင်းအောက်ကျပြီးကောင်မလေးလက်ကိုကင်ကာဝမ်ရှင်းငါမသွားပါတယ်ကျောင်းနေဖက်တငယ်ချင်းတန်ရောစင်ကိုထောက်ပြီးငါတို့ကိုကူညီပါနော်လို့ငိုယိုတောင်းပန်ပါတော့တယ်ကောင်မလေးကငါနင့်ကိုနောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးမယ်နင်လုပ်ခဲ့တဲ့အပြစ်ကိုရိုးရိုးသားသားဝန်ခံရင်ဇိုမီသားစုကိုငါကူညီမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဇိုလင်လင်ကငါဘာမှမလုပ်ခဲ့ပါဘူးဆိုပြီးပြောင်းရင်းပါတယ်သူမစိတ်ထဲမှာတော့ငါကားပရိတ်ကျိုးတိတ်တိတ်လေးဖြတ်ထားတာကိုသူဘယ်လိုလုပ်မြင်နိုင်မှလဲဖောက်ထွင်းမြင်နိုင်တဲ့မျက်လုံးမှမရှိတာငါ့ကိုလာချောက်နေတာလို့တွေးပြီးမသိချင်အောင်ဆောင်နေတာပါကောင်မလေးကနင်းတေးကြတယ်နော်လို့ထပ်မေးပြီးနောက်သူမကားရဲ့ခေါင်းဖုံးကိုဖွင့်ပြလိုက်ပါတယ်အဲ့ဒီမှာပြတ်တောက်နေတဲ့ဘရိတ်ကျိုးကိုလက်နဲ့ဆွဲထုတ်ပြလိုက်တော့ဇိုလင်လင်မျက်လုံးပြူးသွားပြီးနင်းဘယ်လိုသိတာလဲလို့အလန့်တကြားအော်မိပါတော့တယ်ကောင်မလေးကငါနင့်ကိုမကူညီတာမဟုတ်ဘူးနင့်မိသားစုရဲ့အနာဂတ်ကိုနင့်လက်နဲ့နင်ဖျက်ဆီးပစ်လိုက်တာပဲဇိုမိသားစုဒေဝါလီခံလိုက်တော့လို့ပြက်ပြက်တသားပြောချလိုက်ပါတယ်အဲ့ဒီအခါကျမှဇိုလင်လင်ရဲ့အဖေကဒေါသထွက်ပြီးမိသားစုကိုဒုက္ခပေးတဲ့သူသမီးကိုပါချကမင်းလိုသမီးမျိုးငါမှမရှိဘူးငါမျက်စိရှိကနေထွက်သွားစမ်းဆိုပြီးအိမ်ပေါ်ကနေဆွဲချမောင်းထုတ်လိုက်ပါတော့တယ်ဇိုမိသားစုကိုအနိုင်ယူပြီးတဲ့နောက်ကောင်မလေးဟာသူမပိုင်တဲ့မိုးမျောတိုက်ကြီးရဲ့ဥက္ကဋ္ဌရုံးခန်းထဲကိုတခမ်းတနားဝင်ရောက်လာပါတယ်ရုံးခန်းထဲမှာတော့သူမကိုအမြဲကူညီပေးခဲ့တဲ့အချောဆုံးကောင်လေး3ယောက်က boss တွေအနေနဲ့သတင်းပို့ဖို့စောင့်နေကြပါတယ်ပထမတစ်ယောက်ကသူတို့ရဲ့ဖျော်ဖြေရေးကုမ္ပဏီကနေရုပ်ရှင်ထုတ်လုပ်ရေး300နဲ့နိုင်ငံတကာကားပြိုင်ပွဲဝင်အသင်းနှစ်တင်းကိုရင်းနှီးမြှုပ်နှံထားပြီးဝင်ငွေယွမ်ဘီလီယံ100ပြီလို့တင်ပြပါတယ်ဒုတိယတစ်ယောက်ဖြစ်တဲ့ကုချန်ကလည်းရတနာဆိုင်ခွဲပေါင်း1000ကျော်ကနေဝင်ငွေယွမ်ဘီလီယံ200ရပြီလို့တင်ပြပါတယ်ကောင်မလေးကနိုင်ငံခြားကိုအမြန်ချက်ထွင်ဖို့အကြံပေးလိုက်ပါတယ်တတိယမြောက်ကောင်လေးကလည်းအယုတ်ဆက်ယုံကနေအမျက်ငွေယွမ်ဘီလီယံ300နေပြီဖြစ်ကြောင်းယုံကြည်မှုအပြည့်နဲ့ပြောပြပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းမန်နေဂျာမလေးကသတင်းကောင်းကြေညာလိုက်ပါတယ်ဥက္ကဋ္ဌကြီးကျမတို့စီမံနေတဲ့ stock share အကောင့်တွေကနေအခုဆိုရင်အမျက်ယွမ်ဘီလီယံ1000ကျော်1 trillion ရနေပါပြီစီးရင်တွေအရဥက္ကဋ္ဌကြီးကကမ္ဘာအချမ်းသာဆုံးစီးရင်မှာနံပါတ်1နေရာကိုတရားဝင်ရောက်သွားပါပြီကမ္ဘာပေါ်မှာအသက်အငယ်ဆုံးနံပါတ်1ဘီလီယံနာတထေးမကြီးပါပဲလို့တခမ်းတနားပြောလိုက်ပါတော့တယ်ကောင်လေး3ယောက်လုံးကလက်ခုပ်တီးဂုဏ်ပြုကြတော့သူမကအားလုံးရဲ့စူးစမ်းမှုတွေကြောင့်ပါလို့နှိမ့်ချစွာကျေးဇူးတင်စကားပြောပါတယ်အဲ့ဒီနောက်ကမ္ဘာအချမ်းသာဆုံးတထေးမကြီးဖြစ်နေပေမဲ့ကောင်မလေးကရွှန်း200တဲ့တန်တဲ့မန်ထိုးပေါက်စီအလွတ်လေးကိုထုတ်စားနေပါတယ်မန်နေဂျာမလေးကဥက္ကဋ္ဌကြီးကဒီလောက်ချမ်းသာတဲ့အမျိုးသမီး CEO ကြီးဖြစ်နေတာတောင်ဘာလို့ဒီလိုပေါက်စီအလွတ်ကိုနှစ်သက်စွာစားနေရတာလဲလို့အန်အော်တကြီးမေးလိုက်ပါတယ်ကောင်မလေးကပြုံးပြီးဖုန်းထဲကသူမဆင်းရဲခဲ့စဉ်ကပုံလေးကိုကြည့်ရင်ဒီမန်ထိုလေးကိုစားတိုင်းငါရဲ့အဆင်းရဲဆုံးအချိန်တွေကိုသတိရတယ်အဲ့ဒါကငါရဲ့အရှက်ရစရာတိတ်မဟုတ်ဘူးငါဘဝရဲ့အကြီးမားဆုံးအောင်မြင်မှုတွေကိုစတင်ခဲ့တဲ့အချိုးကွေးလေးမှုလို့ပါလို့အတိတ်ပဲရှိပြန်ဖြေလိုက်ပါတယ်နောက်ဆုံးမှာတော့ကမ္ဘာအချမ်းသာဆုံးကောင်မလေးနဲ့သူမကိုချစ်မြတ်နိုးတဲ့အချောဆုံးကောင်လေး3ယောက်တို့ဟာမုံမျော်တိုက်ကြီးပေါ်ကနေအောင်မြင်မှုကိုကြည့်ရှုခံစားနေတဲ့မြင်ကွင်းလေးနဲ့အတူဒီအမိုက်စားဇလန်းလေးကတော့ပြီးဆုံးသွားပါတော့တယ်